အားလုံးပဲမင်္ဂလာပါရှင် Lucky Money Channel ကနေကြိုဆိုလိုက်ပါတယ်ကျမတို့25နော်25ရက်နေ့မှာထုံးစံအတိုင်းပဲပတ်တီးနှလုံးရဲ့အကက်ခွေရဲ့ပြောမယ်နော်အဲ့ဒီပြောမယ်ပြောကြကျမတို့တပတ်စာပြောထားတယ်ဆိုတော့အခွေကအခုဒါနဲ့ဆို2ကြိမ်ပေါ့နော်2ကြိမ်အောင်မီနော်2ကြိမ်အောင်မီအဲ့တော့အဲ့ဒီသမားတွေ free သမားတွေဆက်ပြီးသွားလို့ရသေးတယ်ဆက်သွားအောင်လာအောင်ပါကြံသေးတယ်နော်အဲ့ဒီအခွေတွေကလာအောင်ပါပြီးနောက်တစ်ခုဟူးမကျော်နော်ဟူးမကျော်သမားတွေရဲ့စိန်ခေါ်ထိတ်အဲ့နှစ်ကကကြံနေသေးတယ်သူတို့ကတစ်နေသေးတာနော်သူတို့တစ်နေသေးတယ်အဲ့တော့သူတို့ရဲ့နေ့ပေါ့နော်မနေ့ပြန်ဗုဒ္ဓဟူးဟုတ်လားဟူးနေ့အဲ့တော့သူနေ့ဆိုတော့ကြတော့လာမှာပါနော်လာမှာပါပြီးတော့သုံးလုံးခွေသမားတွေကအောင်သွားပြီလေအောင်သွားပြီဆိုတော့သူတို့ကိုကျမကထပ်ပြီးတော့ဟောပေါ့ထပ်ပေးတာဒီသုံးလုံးခွေအောင်သွားပြီဆိုတော့နောက်ထပ်ကျန်တဲ့အချိန်တွေမှာအသုံးပြုခြင်းအသုံးပြုလို့ရအောင်ဆိုပြီးနောက်ထပ်အခွေကိုသူတို့ပေးထားရှိတယ်အဲ့ဒီအခွေလေးတွေကဆက်သွားလို့ရနော်ဆက်သွားဟိုခုမကျော်သမားနဲ့စိန်ခေါ်တဲ့သမားကြီးကတော့ကျမချမပေးသေးဘူးဘာဖြစ်လို့ဆိုတော့သူတို့ကများသွားမှာဆိုလို့နော်သူတို့တော့ချမပေးဘူးကိုဟာလေးကိုပဲသွားနောက်ဒါရ free ရလဲပို့ပြီးတော့မလိုချင်နဲ့တော့နော်အဲ့ဒီအခွေလေးကိုလည်းပေးပါဆိုပြီးပြောမနေနဲ့တော့အခုရှင်တို့လည်းကျမကတစ်ချိန်မကတဲ့အခွေပေးထားပြီးပြီပဲနော်ဟုတ်ပါပြီအဲ့တော့နေ့တိုင်းပြောမယ်နော်25ရက်နေ့နေကုန်ကတနေကုန်9ပိုင်3ညပိုင်9ပိုင်3ညပိုင်နော်အဲ့တော့698အဲ့ဒါနဲ့ကတ်မယ်9 3ညကို698အဲ့နဲ့ကတ်မယ်နောက်ပြီးအဲ့ဒီ698ကိုခွေမယ်တနေကုန်စော့ပြီနောက်3ည break တော့နည်းနည်းတတိထားလိုက်အောင်နော်